တရားနဲ့တယောက်ကသပင်တိစားပုံချင်းမတူတဲ့အခါမှာတယောက်တယောက် result လည်းမတူပါဘူးဒါကြောင့်ရရှိမှု resistance လည်းမတူပါဘူးချို့ဆိုလို့ချင်းနေပူစက်ခါမှာအလုပ်လုပ်ပေးမယ်လေအုတ်ထုတ်တွေအများနဲ့စောင်းနေရပေးမယ်လေသပင်အရမ်းမကျွတ်တဲ့သူတွေတွေ့ရတယ်သပင်တွေကောင်းတဲ့သူကိုတွေ့ရတယ်ဒါပေမဲ့ချို့ဆိုလို့ချင်းနေပူစက်ခါထဲမှာလည်းလုံးလို့ရတယ်အုတ်ထုတ်ကိုလည်းစောင်းတယ်ဒါပေမဲ့သပင်တွေအရမ်းကျွတ်တယ်သပင်ဆန်လုံးတွေသေးလာပြီးတော့သပင်တွေပျက်စီးတယ်ဆိုတဲ့လူမျိုးလည်းတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတယောက်တယောက်က resistance မတူဘူးလို့ဆိုလို့ချင်းဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ပင်ရင်အမြင့်ပေါ့နော်သပင်အမြင့်လေးတွေဆဲလေးတွေအားကောင်းနေဆိုလို့ရှိရင်တော့တေချာပါတယ်ကျွန်တော်တို့ကသပင်ကတုံမပြတ်စီဘူးမထိခိုက်ဘူးမဆုံးရှုံးဘူးဒါပေမဲ့ကျွန်တော်တို့ကသပင်အမြင့်ဆဲတွေအားမကောင်းတဲ့သပင်ဆန်သားဆိုလို့ရှိရင်ကလီမွေးကလီတောင်လေးသပင်ဖြစ်နေမယ်ပြီးလို့ရှိရင်သပင်ဆိုတာကအမြဲတမ်းညှိနေမယ်ရှုပ်နေမယ်ပြက်နေမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်တယ်အစီတွေမရှိဘူးခန်းချောက်တယ်ဖွာဆောက်ဆုပ်တွေဖြစ်တယ်သပင်ဖွာဆောက်ဆုပ်တွေလိုကန်လိုက်တိုင်းဝိတ်မရှိလို့ခံစားရတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေလိမ့်မယ်ဒါတော့တယောက်တယောက်ကမတူဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကကိုမှရှိနေတဲ့အရာဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတော့ကိုဓာတ်ကိုလက်ခံရမယ်ကျွန်တော်တို့သတိဆန္ဒမကောင်းဆိုလို့ရှိရင်ကောင်းအောင်ငါတို့ဘယ်လိုမျိုးထိမ့်သိမ့်တင်လဲဆိုတာမျိုးတွေးရမယ်တွေးဆရမယ်နောက်တစ်ခုကကျွန်တော်တို့တွေကsocial media မှာအများဆုံးသုံးနေကြတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့သိထားရမယ့်အရာဒီဟုတ်နိုင်လားမဟုတ်နိုင်ဘူးလားဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတော့ကျွန်တော်တို့ကအရင်ဆုံးချင့်စေရမယ်ဘာလို့လဲဆိုတော့ကိုကငွေကုန်မှာဖြစ်တယ်တော့မိတ်ဆွေတို့သပင်နဲ့ပတ်သက်ပြီးအောင်ကမျှဝေပေးနေဆိုတော့အားနေလို့မျှဝေပေးနေတာမဟုတ်တကယ်ကိုသိစေခြင်းလို့တက်စေခြင်းလို့ကျေးဇူးပါ